မင်္ဂလာပါနားဆင်သူတော်လာကျွန်တော်ဓမ္မစကားနေတိုင်းကြားကစိတ်ထားဖွေးလက်အသိဉာဏ်ထိတ်ဆိုတဲ့စီစဉ်လေးကနေပြန်လည်ကြိုဆိုပါရစေဗျာကျွန်တော်ဒီကနေ့မှာပြန်လည်မျှဝေတင်ဆက်ပေးခြင်းတဲ့တရားဓမ္မတိတုတအကြောင်းအရာလေးကတော့သာဓုခေါ်ဆိုရခြင်းအကျိုးတရားဆိုတဲ့ခေါင်းစဉ်လေးနဲ့တူအဲ့ဒီကအကြောင်းအရာလေးတွေကိုကျွန်တော်ဒီကလေးညဓမ္မစကားနေတိုင်းကြားကစိတ်ထားဖွေးလက်အသိဉာဏ်ထိတ်ဆိုတဲ့စီစဉ်လေးကနေပြန်လည်မျှဝေတင်ဆက်ပေးသွားကြပါမယ်ဗျာသာဓုခေါ်ဆိုရခြင်းအကျိုးတရားဘောရမမြတ်စွာဘုရားရှင်လက်ထက်တော်ခါတွင်တာဝိတ္ထပြည်၌ချမ်းသာကြွယ်ဝသောလူငယ်ဇနီးမောင်နှံရှိလေသည်ထိုဇနီးမောင်နှံသည်ယန္နာသုံးပါးအားအထူးပင်ယုံကြည်မြတ်နိုးကြလေသည်ရှေးပါရမီကောင်းမှုကံကောင်းမှုသူများဖြစ်သောကြောင့်ဤဘဝဝယ်မညိုမငြင်တင့်တင့်တဲတဲနေကြရလေသည်အချိန်ကလာဇန်း15ရက်နေ့ညတညတွင်အထက်ကောင်းကင်မှရွှေလာမင်းကတာကြီးတာလျက်ကြီးကျယ်သောဇေတဝင်ကျောင်းတော်ကြီးအတွင်၌ဘုရားရှင်ကိုယ်တော်မြတ်သည်ရောင်ကြီးတော်6သွဲလွတ်လျက်များစွာသောတရားနာပေးတတ်တော်အားဤသို့ဟောတော်မူလေသည်ချစ်သားချစ်သမီးတို့အကုသို့မဖြစ်အောင်ကိုဖြင့်စောင့်စည်းခြင်းသည်ကောင်းလာပေ၏နှုတ်ဖြင့်စောင့်စည်းခြင်းသည်ကောင်းလာပေ၏စိတ်ဖြင့်စောင့်စည်းခြင်းသည်လည်းကောင်းလာပေ၏အရာခတ်သိမ်းစောင့်စည်းမှုသည်ကောင်းလာပေ၏ထို့ကြောင့်သင်တို့သည်ကိုယ်နှုတ်စိတ်သုံးပါးစလုံးကိုစောင့်စည်းကြပါကုန်လောထိုကာရာကိုဟောပြီးသောအခါများလာသောပြည်သက်ကြီးသာဓုသာဓုသာဓုဟူသောအတန်ကြီးသည်ပဲ့တင်မြည်သွားလေ၏ဤတရားပွဲ၌အချို့သောသောတာပန်အချို့ကအာဂါတကံအချို့ကနာကံအချို့ကယန္နာဖြစ်သို့ရောက်ကြလေကုန်၏တရားပွဲမှာပြန်လာသောအခါတတိလေးသည်တရားရှင်ထံကတရားတော်နာပြီးယဟန်ဝတ်လိုစိတ်အပြင်းထန်ဖြစ်သွားပါတယ်အရှင်ဘုရားဟောတော်မူတဲ့တရားတော်တွေဟာအရှင်ဘုရားဟောတဲ့တရားတော်တွေဟာလူဘဝနဲ့ကျင့်ဖို့လွယ်ကူလာဘူးရဟန်းဝတ်ပြီးကျင့်ရင်တော့အရန်အဆင်ပြေမှာပဲလို့တွေးပြီးသာသနာပေါင်းတို့ဝင်ရောက်လို့၍ခြေစနီးကျော်လေးဟာခွင်တောင်းလေပါတယ်ခြေစနီးကျော်လေးကလည်းခွင့်မပြုခြင်းတော့တဲ့ယောက်ျားဖြစ်သူ၏စိတ်ဆန္ဒပြင်းပြနေမှုပေါ်ငဲ့ညာပြီးခွင့်ပြုရလေ၏တတိလေးသည်ရဟန်းဖြစ်မြောက်၍ဘယ်သူကူညီပေးနိုင်မလဲလို့စဉ်းစားနေမိပါတယ်ကံအားလျော်စွာအင်ကိုစိုးခံကြတဲ့ရဟန်းတစ်ပါးရဲ့အကူအညီနဲ့သာသနာပေါင်းဝင်ရောက်နိုင်ခဲ့ပါတယ်ထိုအခါရုပ်ချောဥစ္စာပေါ်သည့်အထေးမလေးဖို့အသက်ငယ်ငယ်နဲ့တခုလက်မလေးဘဝသို့ရောက်ခဲ့ရရှာလေဒီနေ့တော့ခင်မိုးတွေကသာသနာပေါင်းဝင်သွားလို့ဇနီးမှာအိမ်တော်ဘက်မရှိတော့ဘူးဆိုတာကောသလမင်းကြီးကြားသိသွားပါတယ်ကောသလမင်းကြီးသည်မိဖုရားမြောက်ချင်လို့လမ်းတော်သို့ဝင်စေလိုက်ပါတယ်ဒီတော့မင်းကြီးကလမ်းတော်ထဲဝင်လာပြီးမောင်းမမိတ်တန်အားလုံးကိုကြာပန်းစည်းဖြေပြီးတယောက်တစ်ပွင့်စီလိုက်ဝေလိုက်ပါတယ်ကံအားလျော်စွာထိုမျိုးသမီးလက်ထဲမှာပန်းတစ်ပွင့်ရောက်လာပါတယ်သူများတဲ့ပန်းတစ်ပွင့်ပိုရလို့ကြည်နူးဝမ်းသာမဆုံးပီတိတွေပုံပြီးရွှင်တပြုံးပြုံးနဲ့အားရပါရပန်းကိုလမ်းရှဲလိုက်ပါတယ်ကြာပန်းကိုလမ်းရှဲနေတဲ့အခါမှာပဲခင်မိုးရဲ့သတင်းကထွက်လာတဲ့ကြာပန်းရနံ့ကိုသတိရသွားပြီးဩသူငါ့ကိုထားရစ်ခဲ့နိုင်လေခြင်းဟုတွေးကပါးပြင်ပေါ်မှာမျက်ရည်တွေစီးကျလာပါတော့တယ်ဝမ်းသာရှင်ပြတဲ့အမူအရာကနေဝမ်းနဲ့တဲ့တင်ပေါ်လာလို့မင်းကြီးဟာစိတ်ဝင်စားသွားပါတယ်ဒါကြောင့်နေပါတယ်အမျိုးသမီးကလည်းသူ့ဖြစ်ကိုအမှန်တိုင်းပြောပြပါတယ်သုံးချိန်သုံးကပြောပြသည့်အတိုင်းမင်းကြီးကယုံကြည်ပါဦးထိုအခါမိဖုရားလေးကမှန်လာပါရှင်မင်းမြတ်မယုံပါလျင်မနေ့ပြန်ဤနန်းတော်၌စွန့်ပင်ကြွေစုံစမ်းကြည့်တော်မူပါအကယ်၍မဟုတ်မမှန်ပါလျင်ကျွန်တော်မူမအားပေးလိုသောပြစ်ကိုပေးတော်မူပါဟု
အရေးစွန့်၍သတော်ဦးတင်ရှာလေပါတယ်။နောက်တစ်နေ့မှာနန်းတော်တစ်ခုလုံးဝေးသွားစေရန်ရှိသမျှပန်းနန်းသားတို့ကိုနန်းတော်သို့တည်ဆောင်စေခဲ့ပြီးဖျားမှုရှိသောရဟန်းပေါင်းတို့အားစွန့်ကပ်ပြီးကြီးစွာသောလူကိုလူပါတယ်။မင်းကြီးကထိုမျိုးသမီးရဲ့ရဟန်းဝတ်သွားတဲ့ခင်မုန်းကိုစိတ်ဝင်စားနေပါတယ်။စွန့်ကပ်ပြီးမှအမျိုးသမီးကလည်းလက်ညှိုးညွှန်ပြပြီးအဲ့ဒီရဟန်းတော်ပါပဲဟုရှောက်တင်ပါတယ်။မင်းကြီးကဘုရားရှင်ကိုရှိခိုးပြီးအရှင်ဘုရားနဲ့အတူရဟန်းပေါင်းပြန်ကြွတော်မူပါ။တပည့်တော်ရဲ့ဤမည်သောမထေကစွန့်အနုမောဒနာပြုပါလိမ့်မယ်လို့ဘုရားရှင်ကိုရှောက်လိုက်ပါတယ်။ဘုရားရှင်ကအဲ့ဒီရဟန်းကိုထားခဲ့ပြီးကျောင်းကိုပြန်ကြွတော်မူပါတယ်။ကိုတော်လေးသည်ငြိမ်သက်တည်ကြည်သောဣန္ဒြေဖြင့်တရားဟောရန်မပွင့်တပွင့်ရင်းကိုဖွင့်ရလိုက်သောအခါနတ်သားဖြင့်ပြည်သောစင်ဆွယ်ချုပ်ကလေးကိုလှုပ်လိုက်ပြီးတကယ်တော့နန်းတော်တစ်ခုလုံးကြာညိုပန်းရနံများကြိမ်သွေးလေပါတယ်။ထိုအခါယင်ကြီးသည်အလွန်အံ့ပြီးဤမိဖုရားသည်မှန်သောစကားကိုဆိုပေ၏ဟုဝမ်းသာအားရချီးကျူးဟစ်အော်ကမိဖုရားငယ်အားရှေ့ကတဲ့မိဖုရားအရာမြောက်စားလေ၏။ကိုတော်လေးအားလည်းပစ္စည်းလေးပါးဒါကားဖြင့်ခံလိုက်လေသည်။နောက်တစ်နေ့သို့ရောက်သောအခါယင်ကြီးသည်ဘုရားရှင်ထံသို့သွား၍ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဤကိုတော်လေးသည်ဘယ်ကုသိုလ်ကောင်းမှုကံကြောင့်ယခုကဲ့သို့တွင်မှကြာညိုနှင့်ပမာဝေးချိန်တော်ရနက်ထွက်ပါသည်ဘုရားဟုမေးလျှောက်လေ၏ထိုအခါဘုရားရှင်သည်တကားတော်မင်းမြတ်ဤကိုတော်လေးသည်ရှေးအတိတ်ဘဝများကတရားနာကြတဲ့အခါသာဓုသာဓုသာဓုလို့ကောင်းကြီးပေးကမျိုးတည်တရားနာပြီးသာဓုခေါ်ခဲ့တဲ့ကောင်းမှုရဲ့အကျိုးဆက်ကြောင့်အတွင်းကကြာပန်းရနဲ့ထွက်တာဖြစ်တယ်လို့မိန့်တော်မူပါတယ်တတမဒေတာနာကာလေသာဓုတိဘာတတော်ဘုခတော်တရားတိဂံတော်ဥပလံဝယထောတကေတရားနာစဉ်ဝမ်းမြောက်ရွှင်နှုတ်တင်သာဓုခေါ်ပါလေခေါ်သူကတွင်ကြာနံတင်မပြင်းမရိလုပ်ပါလေဒီကုန်းချုပ်ရရင်သာဓုခေါ်ခြင်းရဲ့ကျိုးအားကျင်းနေစရာကောင်းလာပါတယ်ဗျာတရားနာတဲ့အခါဝမ်းမြောက်ဝမ်းသာစိတ်နဲ့သာဓုခေါ်နိုင်အောင်ကြိုးစားသင်ပါတယ်မြမလူမျိုးတွေဟာသာဓုခေါ်ဆိုရမှာကိုဝင်လေးတတ်ကြပါတယ်အထူးသဖြင့်တရားပွဲတွေမှာဆိုအတန်ထွက်ပြီးသာဓုခေါ်ရမှာရှက်နေတတ်ကြပါတယ်စိတ်ပါလက်ပါအားရပါရအတန်ထွက်ပြီးသာဓု၃ချိန်ခေါ်ဆိုပေးပါဝေမကုံမပင်ပန်းပဲအကျိုးတရားထပ်တူရစေတာမို့အမြတ်ဆုံးသောလုပ်ရတစ်ခုပါဗျာဒီကနေ့မှာကျွန်တော်ပြန်လည်မျှဝေတင်ဆက်ပေးလိုက်တဲ့ဒီတရားဓမ္မအတိတုဒ္ဒစာပေလေးထဲမှာလူချင်းမင်းတို့အတွက်အကျိုးကျေးဇူးအတိတုဒ္ဒအစုံတရားသွားမယ်လို့ညွှန်လင်းပါတယ်အားလုံးကိုချစ်ခင်လေးစားပါတယ်ကျွန်တော်ကတော့တင်ဆက်သူဦးနေမျိုးပိုင်းဖြစ်ပါတယ်ဗျာစာပေချစ်သူနားဆင်သူပေးတဲ့တော်လုံးလဲဒါလှပတဲ့မင်္ဂလာညချမ်းချိန်ခါလေးကိုပိုင်ဆိုင်ပြီးအိမ်မက်လာလာမက်ကြပါစေဗျာတတဝါကတိတရားကိန်းအင်းကြီးချမ်းသာရှိပါစေ